မကြခင်ရောက်လာတော့မယ်တကြံပိတ်ရက်မှာထွက်ရှိမယ်ဂျပန်ခီးစဉ်များနဲ့မိတ်ဆက်ပေးကြပါမယ်ခီးစဉ်တစ်ကတော့ဂျပန်နိုင်ငံမှာတစ်နှစ်မှတစ်ခါမြင်တွေ့နိုင်တဲ့ဘိုင်ရုကိုရက်ရှည်သွားရောက်လည်ပတ်မဲ့ခီးစဉ်လေးပဲဖြစ်ပါတယ်ခရီးစဉ်ဟာ9ညအိတ်10ရက်သွားရောက်လည်ပတ်မှာဖြစ်တဲ့အတွက်ဂျပန်နိုင်ငံရဲ့အထင်ကြီးနေရာအားလုံးကိုစုစုံလင်လင်သွားရောက်လည်ပတ်နိုင်မှာဖြစ်ပါတယ်။ဈေးနှုန်းအနေနဲ့ကတော့ US ဒေါ်လာ3950ကျသက်မှာဖြစ်ပြီးတော့လေကြောင်းလိုင်းအနေနဲ့ကလည်း5 star စင်ကာပူလေကြောင်းလိုင်းနဲ့သွားရောက်မှာဖြစ်ပါတယ်ရှင်။ခရီးစဉ်နှစ်ကတော့ဂျပန်နိုင်ငံရဲ့နာမည်အကြီးဆုံးခရီးစဉ်ဖြစ်တဲ့ Golden Route ကိုသွားရောက်လည်ပတ်မဲ့ခရီးစဉ်လေးပဲဖြစ်ပါတယ်။ဂျပန်မှာ6ညတိတိအိတ်ဆက်ပြီးတော့နာမည်ကုန်သတင်းတွေနဲ့ကြော်ကြတဲ့ Thai Airways လေကြောင်းလိုင်းနဲ့သွားရောက်မှာဖြစ်ပါတယ်။ဈေးနှုန်းအနေနဲ့ကတော့ US ဒေါ်လာ3300ကျသက်မှာဖြစ်ပါတယ်ရှင်။ဂျပန်ဗီဇာလျှောက်ထားဖို့အချိန်ယူတဲ့အတွက်အမြန်ဆုံးစာရင်းပေးသွင်းမှုတော့လိုအပ်တယ်နော်။နိုင်ဆိုင်မှာထွက်ရှိတဲ့ခရီးစဉ်တိုင်းကဈေးမှန်ကျွမ်းကျင်ဝန်ဆောင်မှုကောင်းပြီးတော့ခရီးစဉ်တိုင်းရဲ့အရေးအသွေးတွေကိုအထူးဂရုစိုက်ပြီးတော့ရေးဆွဲထားတာဖြစ်တဲ့အတွက်ကြောင့် Premium Service Quality ကိုလိုချင်တဲ့ခရီးတွေရဲ့အတွက်နိုင်ဆိုင် Travel ဆိုလို့ရှိရင်ရွေးချယ်တဲ့ခရီးသွားကုမ္ပဏီတစ်ခုပဲဖြစ်ပါတယ်ရှင်။ခရီးစဉ်များအပြင်ပြည်တွင်းပြည်ပလေလက်မှတ် Hotel Visa နဲ့ Travel Insurance တွေကိုတနေရာထဲမှာ One Stop Travel Service ကိုအကောင်းဆုံးဝန်ဆောင်မှုပေးနေတဲ့ Nice Time Travel ကိုအခုပဲဆက်သွယ်ပြီးတော့တည့်ရဲ့ခရီးစဉ်တွေကိုအလွယ်ကူဆုံးစတင်လိုက်ပါ